ကိုပိုင်တာဘာမှမရှိဘူးဆိုတဲ့စကားရဲ့အလုံးကိုထားခဲ့ပြီးတော့သွားရမယ်ဆိုတဲ့စကားရဲ့ကိုဆက်ပြီးတော့တွေးနော်ကိုပိုင်တာရှိတယ်လို့စိတ်ထဲမှာထင်လို့ရှိရင်တစ်ချိန်မှာအပြီးထားခဲ့ပြီးတော့သွားရမယ့်အနေအထားကိုမြင်ကြည့်ပေါ့အဲ့လိုဆိုရင်ကိုပိုင်တာဘာမှမရှိဘူးဆိုတာပူပြီးတော့ထင်ရှားလာမယ်ပေါ့နော်ဘုန်းတော်ကအကုန်လုံးကိုပါတော့ခိုက်တန်လေးပဲတွေ့ရယုံကြုံရယုံလေးပါပဲဟုတ်လားကိုပိုင်တယ်လို့လှုပ်ထားတဲ့အရာလဲသူများလာပြီးတော့မတရားသဖြင့်လူမယူယုံလေးလောက်ပါပဲဟုတ်လားတော်တော်မှအခက်မသိရင်လူယူလဲခံရတာပဲဟုတ်တယ်မဟုတ်လားအရာအလုံးကကိုမပိုင်ဘူးဆိုတာကိုထင်ရှားစေခြင်းနဲ့ဆိုရင်ဘယ်ချက်ကိုစဉ်းစားဖို့ဘုံဘုံပြောလိုက်တာတော့တစ်ချိန်မှာအပြီးစွန့်ပြီးတော့ထားခဲ့ပြီးတော့သွားရမယ့်အနေအထားကိုမြင်ကြည့်လိုက်ပါအဲ့ဒါဆိုရင်ကိုမပိုင်ဘူးဆိုတာဘာတော့ထင်ရှားတယ်ဘုံကအသေးစိတ်ကလေးတော့ပြောရင်လည်းဒါပေမဲ့အချိန်တိုလေးတွင်မှာပြောတာဆိုတော့နီလန်လေးဒီလောက်ပဲဘုံဘုံပြောလိုက်ပါနော်တစ်ချိန်မှာထားခဲ့ရမယ့်ကိစ္စကိုသာပဲနေစဉ်းစားမပိုင်ဘူးဆိုတာထင်ရှားလိမ့်မယ်ပေါ့ဒါကိုပြောရင်တာဟုတ်လားကိုပိုင်တာဘာမှမရှိ